ဆောင်မျိုးနေယမ်နေစီချိုနေဝိညာဉ်တော်စင်တဲ့ပါဘုံနေပြမှုပါဝိညာဉ်နဲ့ကိုယ်နဲ့သွန်လောင်းပါကျွန်တော်ဖို့ဘေးသိမှုပါစာလောင်စွာနဲ့ဆောင်မျိုးလေးဝိညာဉ်တော်ရဲ့